ပြောပါတော့လေဘဝရေးမပေးခင်မို့ရဲ့ကြုံရနေရတိုင်းမှာစင်ပြေတယ်လို့ပဲနေကြရပါတယ်ပြောပါတော့လေဘဝရေးမပေးခင်မို့ရဲ့ကြုံရနေရတိုင်းမှာစင်ပြေတယ်လို့ပဲနေကြရပါတယ်လောလာမီပေါ်ရွှေဘမိုးရဲ့နေကောင်းရလားရွှေဘမိုးရဲ့ရွှေဘမိုးမြူစီရဲ့အနှမ်းရဲ့ကိုတို့အမြင်လို့နေရှားသည်တွေစိတ်ငြိမ်သွားရင်ပြန်ငယ်မဖို့ချူနေလို့ပမိုးရဲ့ညနေဆောင်ရင်ညစေရမရှောက်လေကြမေကဲနော်စိတ်ကနေရှောင်းလောမူလီဒုက္ခသာကြမေတမယွင်ရွှေကြီးနာဖျားနေတကူကြီးတဲ့တိမ်တော်ကြီးဖျားရဲ့အတူတူဆုံးတဲ့တနေ့ပြန်လေလို့ပြည့်သူဘူးကြမေနော်စင်ငင်တရားကြီးလေးဒုမျိုးကိုဆုံးကျူနေတော့မေအမြင်လည်းမဝေဘူးကိုရဲ့တာဝိမြင့်ရဲ့စေတနာရဲ့ပြန်ဆုံးမိမကြောက်ဘူးဆုံးကျူနေတော့ရွှေဘမိုးမျိုးကြီးရွှေဘမိုးမြူစီရဲ့အနှမ်းရဲ့ကိုတို့အမြင်လို့နေတိမ်တော်ဒီပြောင်းနေကခိုးငယ်ငယ်လေးဘယ်သူစားလာကြည့်မလဲမျောနေတော့မဲရွှေငါလေးတွေရဲ့ရွှေဘမိုးရဲ့အဝိနေရရဲ့ဆုံးလေးသူမေးလို့ရဲ့မြင်ရောင်နေခဏလေးပြည့်ပြည့်ထဆောင်မိပါရှားသည်တွေစိတ်ငြိမ်သွားရင်ပြန်ငယ်မဖို့ချူနေလို့ပမိုးရဲ့ညနေဆောင်ရင်ညစေရမရှောက်လေကြမေကဲနော်စိတ်ကနေရှောင်းလောမူလီဒုက္ခသာကြမေတမယွင်ရွှေကြီးနာဖျားနေတကူကြီးတဲ့တိမ်တော်ကြီးဖျားရဲ့အတူတူဆုံးတဲ့တနေ့ပြန်လေလို့ပြည့်သူဘူးကြမေနော်စင်ငင်တရားကြီးလေးဒုမျိုးကိုဆုံးကျူနေတော့မေအမြင်လည်းမဝေဘူးကိုရဲ့တာဝိမြင့်ရဲ့စေတနာရဲ့ပြန်ဆုံးမိမကြောက်ဘူးဆုံးကျူနေတော့ရွှေဘမိုးမျိုးကြီး